ရေစက်ချတရားဟောသိလှုပ်ခြင်းနဲ့ဘယ်တော့မှမဖြောင်ဘူးဥဒုမနကိုတော်လှုပ်လိုက်ပါရပါတယ်ဘယ်တော့မှမငြင်းဘူးလှုပ်လိုက်ဘယ်တော့မှဖြောင်ဘူးကင်မုန်းငက်ကလေးဖရာကြီးယူလို့အတောင်ပံလေးစုလိုက်အတောင်ပံလေးဖွင့်လိုက်တယ်တရားတစ်ပုဒ်လုံးအတောင်ပံစုဖွင့်ပြီးသွားတယ်အဲ့ဒါလို့ပြီးသွားရကနောက်အတုပတစ်ခုကြတော့သူကအကြီးဆုံးကျုပ်အကိုဦးစင်းရဲ့ဒါနဲ့တရားနာပြေတာသုတ်တံမှာဥဒုနာကိုတော်ကြီးဆုံးကိုတော်ရေစက်ချပါရပါတယ်ဒါဆိုတာဘယ်တော့မှမဖြောင်ဘူးပျက်စီးတာဘယ်သူတော့နဲ့ပျက်စီးတာအမေကြီးပါဗျာဆိုတော့သူကရေစက်ချတဲ့ထဲကျင်လို့အမေကြီးနာမည်မှတ်ထားတာအမေကြီးပဲမှတ်ထားတယ်ဘာနေရှမယမယကျွန်ုပ်တို့သည်ဆိုပြီးတော့ချသွားလိုက်တာလှူကန်တန်းကန်နေကြတော့ဘဝန္တရာကတော့ဘဝတော်ဆိုပြောင်းသွားလေပြီးတော့အမေကြီးကိုလည်းလဲဆိုတဲ့အတိုင်းလဲတော့ဤမာနိတန္တုလာဒီနိဤဆွမ်းစာစရှိသောဒါနဝတ္ထုတို့ဒေမဘုဇမလူဒန်းစက်ကကြပါကုန်ဤဖယားဘဝန္တရာကတော့ဘဝတော်ဆိုပြောင်းသွားလေပြီးတော့အမေကြီးကိုလည်းအမေကြီးနှစ်ခါလောက်လဲတော့ကိစ္စမရှိဘူးအမေကြီးသုံးခါလောက်ပြန်လဲလာတော့ကျွတ်တို့မနေနိုင်တော့ကျုပ်ကိုဦးစင်းပြောတယ်ဦးစင်းလို့အဆုံးတတ်ခိုင်းလိုက်ပါလို့ရေစက်ချဤတန်းပုံညပါကခိုင်းလိုက်ပါငါပြောချင်ဘူးကွာဟောတဖြည်းဖြည်းနဲ့တန်းကျုပ်ကိုနောက်ကကျုပ်ကလက်ကလေးထောက်ပြီးတော့ဖင်လက်ကလေးနဲ့ကိုဥဒုမနာဤတန်းပုံညပါကဟုတ်ပြီဤတန်းပုံညပါကဤသို့ယနေ့ယခုလူတန်းရသောကုသိုလ်ကောင်းမှုဖို့ကိုမာတာပိတောစမိခင်ဖခင်ကျေးဇူးရှင်တို့ဟာလည်းကောင်းဘဝန္တရာကတော့ဘဝတော်ဆိုပြောင်းသွားလိမ့်ပြီးတော့အမေကြီးပေါ်ဝင်လာပြန်ရောကျုပ်ရည်ချင်းလို့ပါဇက်လက်ကင်ဘွားနဲ့ပိတ်ပြီးကို့လူလဲအရှိန်ပြတ်မှဆိုလို့ခါကိုခုံနေရည်ချင်းလာမရရဒီတိုင်းပဲဒီလိုနဲ့တရားနာပြေတာမตาမာလိုက်လာတဲ့ကာယကရှင်ဖြစ်တဲ့သာသမီမီးတွေလည်းပဲငိုရာကအကုန်ကြီးကုန်ရှိပြီးတော့ရေစက်ချလဲပြီးရောပြန်ကြတော့တလန်းလုံးမตาကပြန်တဲ့လူတွေမရွှင်မပြမှုဖဲနဲ့အကုန်ကြီးပြန်ရကျုပ်ကကြောင်းရောက်တော့ပြောတယ်ဥသုမနာလို့ဘာတော့ကွာလဲကိုတော့ရေစက်ချကောင်းတယ်လို့ကိုတော့ရေစက်ချကောင်းတယ်ဆိုဘာဖြစ်လို့တော့လဲကိုတော့ငိုးနေတဲ့လူတွေရီအောင်ရေစက်ချနိုင်တာကိုတော်တစ်ပါးရှိတယ်ဗမာပြည်လူလဲနေတာကွာဒါကြောင့်အဲ့ဒီလိုပဲတရားနာပြိတ္တငိုးနေတဲ့လူကိုအတန်မထောက်ဖို့မတန်းနဲ့ရီတာကိုမတန်းနဲ့ဒီတဲ့ဥသုမနာတရားနာပြိတ္တကျွတ်တို့ဟိုမဲကမှာ